ကောင်လေးတယောက်ဟာထူးဆန်းတဲ့ကြောက်ဥတစ်လုံးကိုတွေ့ရှိခဲ့ပါတယ်။သူကဓာတ်နဲ့ကြောက်ဥရဲ့မျက်နှာပြင်ကိုအနှဲငယ်ခွဲလိုက်တော့အထဲမှာအပြာရောင်တောက်ပနေတဲ့အရာတစ်ခုကိုတွေ့လိုက်ရပါတယ်။အထဲမှာဘာရှိလဲဆိုတာစက်ကြည့်ဖို့ပြင်းနေတော့မှပဲသူ့အမေကလှမ်းခေါ်လိုက်တာကြောင့်သူချက်ချင်းပြေးသွားခဲ့ပါတယ်။ဒါပေမဲ့သူမသိလိုက်တာကကြောက်ဥဟာသူ့ဘာသာစတင်လှုပ်ရှားနေပြီဆိုတာပါ။အဲ့ဒီညမှာကောင်လေးပြန်လာတဲ့အခါကြောက်ဥကပောက်ကွဲပြီးသားဖြစ်နေခဲ့ပြီးထောက်တနေရာမှာတတဝါလေးတစ်ကောင်ကိုတွေ့လိုက်ရပါတယ်။အဲ့ဒီတတဝါလေးဟာကြောက်ဥထဲကနေပေါက်လာတာဖြစ်ပါတယ်။ကောင်လေးကအာလူးကိုအတုံးသေးသေးလေးတွေလှီးပြီးတတဝါလေးကိုကျွေးလိုက်တော့အံ့ဩစရာကောင်းလောက်အောင်အရန်ကြိုက်ပြီးစားပါတော့တယ်ခဏအတွင်းမှာပဲတတဝါလေးကကောင်လေးကိုသူ့အမေလို့တောင်ထင်သွားခဲ့ပါတယ်။အဲ့ဒီနေ့ကစပြီးကောင်လေးကစက်ကျွန်းစားကြံတွေကိုကိုတောင်ထဲယူလာပြီးတတဝါလေးကိုနေတိုင်းကျွေးခဲ့ပါတယ်။တတဝါလေးကလည်းကျွေးသမျှကိုအကုန်စားပစ်ခဲ့ပါတယ်။ဒါပေမဲ့တနေ့မှာတော့ကောင်လေးဟာသူ့ညီမရဲ့အော်ဟစ်တန်ကိုရုတ်တရက်ကြားလိုက်ရပါတယ်။တွားကြည့်လိုက်တော့တတဝါလေးကသူ့ညီမရဲ့ရေချိုးကန်ထဲမှာရေကူးနေခဲ့တာပါကောင်လေးကဒီတတဝါဟာအရန်နုညံ့ပြီးဘသူ့ကိုမှမကြိုက်တတ်ဘူးလို့အမြန်ရှင်းပြခဲ့ပါတယ်ဒါပေမဲ့ဗိုက်စာနေတဲ့တတဝါလေးကအော်ဟစ်လိုက်ရအဲ့ဒီအတန်ကပိုက်ပြင်သမားကိုဆွဲဆောင်လိုက်ပါတယ်ပိုက်ပြင်သမားကတစ်ချက်ကြည့်လိုက်တာနဲ့ဒီတတဝါဟာဒဏ္ဍာရီထဲကရေမြင်းဆိုတာကိုချက်ချင်းမှတ်မိသွားခဲ့ပါတယ်သူကဒီရေမြင်းကိုရေကန်ထဲပြန်လွှတ်ပေးရမယ်မကြခင်မှာဒိုင်နိုဆောလောက်အထိကြီးထွားလာလိမ့်မယ်လို့ပြောခဲ့ပါတယ်တကယ်လည်းအဲ့ဒီလိုဖြစ်လာခဲ့ပါတယ်ရေမြင်းလေးကအမြဲတမ်းအစာရှာဖို့အပြင်ကိုတိတ်တဆိတ်ထွက်တတ်ပါတယ်။ဒါပေမဲ့တနေ့မှာတော့ခွေးတစ်ကောင်နဲ့ဆုံမိသွားခဲ့ပါတယ်။ရေမြင်းလေးကအရန်ကြောက်ပြီးနေရာအနှံ့ကိုထွက်ပြေးခဲ့ပါတယ်။အရေးကြီးတဲ့အချိန်မှာတော့ရုပ်တုတစ်ခုလိုဟန်ဆောင်ပြီးခွေးကိုလှည့်စားနိုင်ခဲ့ပါတယ်။အဲဒီနောက်ရေကန်တကန်ထဲမှာငါးတွေကိုတွေးလိုက်တာနဲ့ချက်ချင်းခုန်ဆင်းပြီးဝဝလင်လင်စားတော့ပါတော့တယ်။နောက်တစ်နေ့မှာပိုက်ပြင်သမားရောက်လာတဲ့အချိန်ရေမြင်းဟာတညအတွင်းအရင်ထက်ဆယ်ဆကျော်ကြီးထွားနေပြီဖြစ်ပါတယ်။သူကကောင်လေးကိုချက်ချင်းနှိုးလိုက်ပြီးကောင်လေးလည်းအရန်ကြီးသွားတဲ့ရေမြင်းကိုမြင်တော့အံ့ဩသွားခဲ့ပါတယ်။အဲ့ဒါကြောင့်ပိုက်ပြင်သမားကထရက်ကားတစ်စီးနဲ့ရေမြင်းကိုရေကန်စီခေါ်သွားခဲ့ပါတယ်။ဒါပေမဲ့ရေမြင်းကကောင်လေးကိုမခွဲချင်တယ်လို့ဖြစ်နေပြီးဘလို့လှုပ်ရေထဲကိုမစင်းကျင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့ပိုက်ပြင်သမားကအာလူးတစ်လုံးကိုထုတ်ပြပြီးရေမြင်းကိုရေထဲဆင်းအောင်လှည့်စားနိုင်ခဲ့ပါတယ်။ရက်အနှဲငယ်ကြာပြီးနောက်အဖိုးနှစ်ယောက်ကရေကန်ထဲမှာငါးများနေခဲ့ပါတယ်။မကြခင်မှာပဲငါးများချိတ်ကိုတစ်ခုခုလာဟပ်ခဲ့ပါတယ်။ဒါပေမဲ့ဟပ်တာကငါးမဟုတ်ဘဲအရွယ်စားကြီးမားတဲ့ရေမြင်းဖြစ်နေခဲ့ပါတယ်။ရေမြင်းကလှေငယ်လေးကိုအရှိန်ပြင်းပြင်းနဲ့ဆွဲပြေးခဲ့ပေမဲ့အဖိုးတစ်ယောက်ကတေးသွားရင်တော့ငါးများတံကိုမလွတ်ဘူးလို့ပြောခဲ့ပါတယ်။နောက်ဖိုးတစ်ယောက်ကတော့ငါးများကျိုးကိုအမြန်ဖြတ်လိုက်တာကြောင့်နှစ်ယောက်လုံးအသက်ဘေးကလွတ်မြောက်ခဲ့ပါတယ်။တနေ့မှာတော့ကောင်လေးကရေမြင်းကိုရှာဖို့လှေငယ်လေးနဲ့ရေကန်ထဲထွက်လာခဲ့ပါတယ်။ဒါပေမဲ့အရင်ကတတဝါလေးဟာအခုဆိုရင်ဒိုင်နိုဆောထက်တောင်ပိုကြီးနေပြီဆိုတာကိုမထင်ထားခဲ့ပါဘူး။ကောင်လေးကရေမြင်းရဲ့ကြောပေါ်ကိုတက်စီးလိုက်ပြီးရေမြင်းကသူ့ကိုရေပြင်ပေါ်မှာလိုက်ပို့ပေးခဲ့ပါတယ်ပြီးတော့ရေကန်ထဲကနေအမြင့်ကြီးခုန်ထွက်ပြခဲ့ပါတယ်ကစားပြီးမောသွားတဲ့အခါရေမြင်းကကောင်လေးကိုကန်းဆက်စီပြန်ပို့ပေးခဲ့ပါတယ်ဒါပေမဲ့စစ်သားတယောက်ကအဲ့ဒီအရာအလုံးကိုမြင်သွားခဲ့ပါတယ်အဲ့ဒီညမှာပဲစစ်သားကအဖော်တွေကိုခေါ်လာပြီးရေမြင်းကိုလိုက်လံဖမ်းဆီးဖို့ကြိုးစားခဲ့ပါတယ်ခွေးကရေမြင်းကိုတွေ့တာနဲ့စစ်သားတွေကချက်ချင်းတနက်နဲ့ပြစ်ခတ်ပါတော့တယ်ဒေါသထွက်သွားတဲ့ရေမြင်းကရေအောက်ကိုထိုးဆင်းသွားပြီးခဏအကြာမှာပြန်တက်လာကစစ်သားကဒီရဲ့လေကိုမှောက်ပစ်လိုက်ပါတယ်စစ်သားတယောက်ကိုလည်းပစက်နဲ့ကိုက်ချီပြီးပြင်းပြင်းထန်ထန်ခါရမ်းခဲ့ပါတယ်ကောင်လေးကကန်းဆက်ကိုအပြေးရောက်လာပြီးရေမြင်းကိုလူမထိခိုက်စေချင်လို့တားဖို့ကြိုးစားခဲ့ပေမဲ့ခြေချော်ပြီးရေထဲကိုပြုတ်ကျသွားခဲ့ပါတယ်အဲ့ဒါကိုမြင်လိုက်တဲ့ရေမြင်းကစစ်သားကိုချက်ချင်းလွတ်ချလိုက်ပါတယ်စစ်သားတယောက်ကရေထဲကိုခုန်ဆင်းပြီးကောင်လေးကိုကယ်တင်ခဲ့ပါတယ်မကြခင်မှာပဲစစ်သားတွေကရေမြင်းကိုအမြောက်တွေနဲ့စတင်ပစ်ခတ်ပါတော့တယ်ကောင်လေးကရေမြင်းရဲ့ကြောပေါ်ကိုချက်ချင်းတက်ပြပင်လယ်ဘက်ကိုလမ်းညွှန်ပေးခဲ့ပါတယ်ဒါပေမဲ့စစ်သားတယောက်ကပိုက်ကွန်အကြီးကြီးကိုထောင်လိုက်ပြီးရေမြင်းကိုရေကန်ထဲမှာပဲပိတ်မိအောင်လုပ်လိုက်ပါတယ်ကောင်လေးကရေမြင်းကိုစကားနဲ့ပြောပြီးတဲ့နောက်သူ့ကြောပေါ်ကနေဆင်းလိုက်ပါတယ်အဲ့ဒီနောက်ရေမြင်းကရေအောက်ကိုထိုးဆင်းသွားပြီးနောက်တစ်စက္ကန့်မှာပဲအမြင့်ကြီးခုန်တက်ကပိုက်ကွန်အကြီးကြီးကိုအောင်မြင်စွာဖောက်ထွက်သွားခဲ့ပါတယ်